စိတ်ကိုအတင်းထားရပြီလေတခါတည်းမှာတော့လွမ်းမိရင်တော့ကျင်စီကြမယ်ရင်နှလုံးသားမှာကိုယ့်ရဲ့စိတ်ကိုအတင်းထားခြင်းမင်းပေးတဲ့ချုံမိမာယာတွေဟာဆွေးမြောက်ဒီအာယုန်တဲ့